မင်္ဂလာပါရှင်နီလာ fashion and design ကနေကြိုးပါရရှင်ဒီတစ်ခါဆွဲပြမဲ့ပတ်တန်လေးကဒီပတ်တန်လေးပေါ့နော်ဒါလေးကချစ်စရာပတ်တန်လေးပေါ့နော်ဖြတ်ဆက်ကလေးဖြစ်တဲ့ဖြတ်ဆက်ကလေးကိုမှသူကဒီမှာပေါ့နော် level နေရာနေပြီးတော့ရင်ဖြတ်ဆက်ဒီကိုလုံးလေးတွေတုံးထားတယ်ပြီးတော့ဒီနားမှာ handmade အလှလေးတွေအစင်ထားရပေါ့နော်ဒီအမွှေးလေးတွေထည့်ပြီးတော့ချုပ်သွားရပေါ့နော်ပြီးဒီအောက်မှာကကြာခွဲအဟလေးရှိရပေါ့နော်ဒီနားလေးကိုခတ်တိုလေးကိုမှအပုံနည်းနည်းတက်ပြီးတော့နဲ့အဝိုက်ထားရပေါ့နော်နောက်မှာကြာနောက်စင်နဲ့လက်ကတော့ရိုးလက်ဖောင်းရိုးလက်ဖောင်းလေးပဲဖြစ်ပါရှင်အဲ့တော့နာတို့ဒီပတ်တန်လေးဆွဲမြင်နော်နာတို့ဒီဟာကိုဆွဲတော့မယ်ဆိုရင်နာတို့ဒီ YouTube channel မှာဆိုရင်လည်းတွားကြည့်လို့ရတယ်ပေါ့နော် Facebook မှာကြာလို့ဆွဲပြတဲ့ပုံလေးကိုပဲတင်ထားတယ် line တင်ရတာဗီဒီယိုတင်ရတာတိတ်အဆင်မပြေဘူးပေါ့နော်အဲ့တော့ကိုသုံးနေကြ basic frame ကနေစပြီးတော့နာတို့ကဆွဲမယ်နော်ဒီဥဆုံးသူက level ကနည်းနည်းလေး high တဲ့အတွက်သူ့ကို level တောက်ယူမယ်2 cm လောက်ယူမယ်နော် level တောက်သွားထိုးထားတဲ့အပေါ်ကို2 cm ပြီးရင်တောက်ကလေးကိုပိတ်မယ်ပြီးတဲ့အခါမှာ level ပေါက်ဖောက်တော့မယ်အဲ့တော့ဒီဘက်ကိုလည်းသူ့ကို3 to 5 cm လောက်ယူလို့ရတယ်ကိုတိုက်နှစ်သက်တယ်လို့ယူမယ်လက်ဖောင်းစာဖြစ်တဲ့အတွက် 1.5 ယူမယ်ဒါမှမဟုတ်1 cm ယူလဲရတယ်နော်ဒါကကိုကြိုက်တယ်လို့ပေါ့နော်အပေါ်ပုံတက်ချင် 1.5 လောက်ယူမယ်မတက်ချင်1 cm လောက်ယူမယ်ယူပွားရင်ဆိုရင် level ပေါက်ဖောက်ကမှာပေါ့နော် level ပေါက်ဖောက်တဲ့အချိန်မှာเราတို့ကသူ့ကိုသူ့ level ပေါက်ကဒီ PP နဲ့သွားဆက်ထားတယ်နော် PP နဲ့သွားဆက်ထားတယ်ဆက်ပြီးရဲ့အခါမှာဒီအောက်ကိုရင်ကျဲရဲ့အောက်ကို5 cm လောက်ယူထားတယ်ပေါ့နော်5 cm လောက်ယူထားအဲ့တော့ဒီ level နေရာနဲ့ဒီ PP နဲ့ကိုအရင်သွားဆက်ထားလိုက်မယ်နော်သွားဆက်ထားလိုက်ပြီးတဲ့အခါမှာသူကဒီအပေါ်နည်းနည်းလေးတက်တယ်ဒီအပေါ်ကျရင်ကျဲအပေါ်2 cm လောက်တက်ပြီနော်2 cm လောက်တက်ပြီးတဲ့အခါမှာဒါလေးကိုအောက်ကိုလိုမျိုးလေးPP လေးကျလာတယ်ပေါ့နော်ကာကြီးခုံးပုံစံလေးယူထားတယ်ဒီအောက်ကိုပေါ့နော်အကြာလေးအဲ့လိုလေးယူထားတယ်ပြီးရင်ညာတို့ကဖြတ်ဆက်ယူထားတယ်ပြီးရင်ဖြတ်ဆက်ကကြတော့ဒီ PP ရဲ့အောက်ကိုပေါ့နော်ကိုယ့်ရဲ့ရင်သားပုံမှုတည်ပြီးတော့8 to 9 cm ယူဖြတ်လို့ရတယ်ပေါ့နော်8 to 9 cm လောက်ယူဖြတ်ပြီးတော့ဒါလေးကိုဖြတ်မယ်ဒီတောက်ကကြတော့တို့ဒီ PP ရဲ့ဒီအောက်ကိုသူကတန်းပြီးတော့တခါတည်းတက်ဆက်သေးပေါ့နော်ကြာလာတဲ့ပုံစံပြီးရင်ဒီဟာကိုကြတော့ညာတို့ကဖြတ်ဆက်ပေါ့နော်ဖြတ်ထုတ်ကမှာပြီးရခါမှာနောက်တို့ကသူ့ကိုတောက်ကလေးဒီအရှိကိုထပ်ထိုးပေးမယ်เนาะဒီဘေးနားကိုကတ်ပြီးတော့ဒါတို့သူ့ကို 0.5 လောက်ထပ်စားပေးမယ်ဒါလေးကိုလည်းဟမနေအောင်လို့ပေါ့เนาะ 0.5 တောက်ကလေးကိုထပ်စားပေးမယ်ပြီးရင်ဒီရှေ့မှာကျတော့ပိတ်ခောက်ယူလဲရတယ်မယူဘူးဆိုလဲကိုကဒီမှာပေါ့เนาะဖြတ်ဆက်ပြီးတော့ချုပ်လို့ရတယ်ဟိုဘက်ဒီဘက်တွဲပြီးတော့ဒီမှာအကျယ်ကြီးလေးပေါ့เนาะအလှဆင်လိုက်ပေါ့เนาะဒီပုံလေးကအတိုင်းစဒီမှာကွက်လုံးတင်မယ်အပြင်ဒီ level ပေါက်ဒီနားကိုလည်းထပ်ပြီးတော့နောက်တို့က1 cm ထိုးမယ် level ကတ်ချက်ကတ်နေအောင်လို့ပေါ့နော်ပြီးရင်ပခုံးကလည်းလက်ဖောင်းဖြစ်တဲ့အတွက်ဒီဘက်ကိုထပ်ယူထားတဲ့အတွက်သူ့ရဲ့တန်မိုးလေးကသေးသွားတဲ့အတွက်ကြောင့်မို့ပေါ့နော်1 cm ယူထားတယ်ယူထားပြီးတဲ့အခါမှာသူကဒီမှာပိုက်ပင်ကျိုးတက်ထည့်မယ်ကိုကတကယ်လို့ဒီနေရာမှာပေါ့နော်အလှထမင်းကအနားလေးတွေအမိတ်ကလေးတွေပြန်ထည့်မယ်ဆိုရင်လည်းညာတို့သူ့ကိုပြန်ထည့်လို့ရတယ်ပေါ့နော်ဒီသူ့ကိုဒါကို2 cm လောက်ယူမယ်ယူပြီးတော့ဒါကအမိတ်ထည့်ထားတာပေါ့နော်ဖြတ်ဆက်ပြီးတော့ထည့်မယ်ပြီးရင်ဒီနားမှာအလှလေးတွေအတွန်းအလှလေးတွေပြန်ထည့်ထားပြီးတော့ချုပ်ထားတာပေါ့နော်ပြီးရဲ့အခါမှာညာတို့ကဒီအောက်ကိုသွားမယ်ဒီအောက်ကိုကျတော့အပေါ်ကို3 cm လောက်တက်မယ်3 cm လောက်တက်ပြီးတော့နည်းနည်းwhite ကလေးပေါ့နော်အောက်ကသူတို့အဟားကကျတော့4 cm လောက်ရှိရတဲ့အတွက်ဒီဘက်ကို2 cm လောက်ယူမယ်ဟိုဘက်ဒီဘက်ဆိုတော့4 cm လောက်ဟာတာပေါ့နော်အဲ့တော့သူကဒီလိုပုံစံလေးဖြစ်သွားတယ်ပေါ့နော်ဒီအောက်ချမ်းကဒီဟာကိုကျတော့ညာတို့ကဒီတောက်ကိုချုပ်လဲရတယ်မချုပ်ဘဲနဲ့တောက်ဖြောက်ရင်လည်းရတယ်ပေါ့နော်အဲ့တော့ဒီမှာကတစ်ချမ်းရှိမယ်အပေါ်မှာတစ်ချမ်းရှိမယ်သူ့အတိုင်းဆိုရင်ဒါက S1 ဒါက F2 ဒီအပေါ်ကအဟာလေးအတွက်ကြတော့ဒါပေါ့နော်ဒါကကြ F3 ယူထားတယ်ပြီးရင်ဒီအောက်မှာကျတော့ F4 ယူထားတယ်ပေါ့နော်အပိုင်းလေးတွေအဲ့လိုမျိုးဖြတ်ဆက်ဖြစ်တဲ့အတွက်ပေါ့နော်အဲ့လိုမျိုးလေးရှိမယ်ပေါ့နော်အဲ့တော့နောက်တို့ဒါကရှေ့ချမ်းပြီးသွားပြီနောက်ချမ်းကလည်းရှေ့ချမ်းအယူပခုံးလေပင်ပေါက်ဖောက်တဲ့အတိုင်း3 to 5 cm လောက်ယူမယ်အောက်ကိုဘယ်လောက်ကျမလဲ2 cm လောက်ပဲကျထားတယ်ပြီးရင်ပြလေးလေပင်ပေါက်ကိုဝိုက်လိုက်တယ်လက်ဖောင်းဖြစ်တဲ့အတွက် 1.5 တက်မယ်နော်ပြီးရင်ကြောတယ်နဲ့သွားဆက်မယ်ဒါလေးကိုစားထုံမယ်ပေါ့နော်ဒီမှာကျတော့ zip တက်တာပေါ့နော် zip စာက 2.5 cm ယူထားတယ်ခါနေရာမှာ1 cm ဝင်တယ်ဒါကနောက်ချမ်းဒီဟာ1 cm နဲ့11နဲ့တ
သွားပြီးတော့ဆက်လိုက်မယ်ဒါလေးကိုဖြတ်ထုတ်မယ်ပေါ့နော်ပြီးရင်ဖြတ်ထုတ်ပြီးသွားရင်ပြလေးပြန်လုပ်တော့ဒီအဲ့ဒီဘတ်တန်လေးကရှေ့နောက်ပြီးသွားရင်လက်ကလေးကကြာလက်ဖောင်းဖြစ်တဲ့အတွက်ငါမဆွဲပြတော့ဘူးနော်တချို့ဗီဒီယိုတွေလည်းအများကြီးရှိရဲသွားပြီးတော့ကြည့်လို့ရတယ်ပေါ့နော် YouTube မှာဆိုရင်တော့ VPN ခံစရာမလိုဘူးပေါ့နော်ပတ်တန်လေးအများကြီးတင်ပေးထားတယ်အခုမှလေ့လာတဲ့သူတွေကသွားပြီးတော့တပုံချင်းစီလိုက်ပြီးတော့ထောက်ကလေးတွေဘယ်လိုသုံးလဲဆိုတာကိုလိုက်ပြီးတစ်နေ့တစ်ခုစီလေ့လာသွားပြီးကြည့်ရှုသွားလို့တော့ရရပေါ့နော်Facebook မှာဆိုလဲအခုဆွဲပြတဲ့ဟာလေးတွေကိုဓာတ်ပုံရိုက်ပြီးတင်ပေးတယ်တခါလေးဗီဒီယိုလေးတင်ပေးတယ်ပေါ့နော်ဗီဒီယိုတင်ရတာရှည်တဲ့အတွက်ပေါ့နော်အဆင်မပြေလို့ပေါ့နော် line အနေထားရအဲ့တော့တချို့ data နဲ့ကြည့်ရလူတွေဆိုရင်လည်းအဆင်မပြေဘူးလေနော်ဗီဒီယိုကြည့်ဖို့ကြအဲ့တော့ညာကဒီပုံလေးတွေကိုရိုက်ပြီးတော့တင်ပေးထားရပေါ့နော်အတက်နိုင်ဆုံးနားမလည်တာရှိရင်မေးလို့ရပါတယ် comment မှာမှန်ခဲ့လို့ရပါတယ်သိကျင်တဲ့ပုံလေးရှိလဲမှန်လို့ရပါတယ်မသိသေးတဲ့သူတွေအတွက်အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်နော်ကောင်းသောနေ့လေးဖြစ်ပါစေရှင်ကျေးဇူးတင်ပါတယ်